အခုဆိုရင်တော့မိဘပြည်သူများအားလုံးကိုကျွန်တော်မြစ်လက်ဆရာတာတုံးမြစ်လက်ဆရာကနေပြီးတော့မှော်မြစ်လက်ပြကွက်များကိုပြမှာဖြစ်ပါတယ်။မျော်မြစ်လက်ပြကွက်များလို့ဘာဖြစ်လို့ပြောရတာလဲဆိုတော့မှော်မြစ်လက်ပြကွက်ဆိုတာမှော်နဲ့လောက်တာမလို့ပါ။မှော်စင်ကိုဘယ်ရခဲ့ရလဲဆိုတော့ကျွန်တော်တို့ဘိုးဘွားပြီးပြင်းရှမ်းအဖိုးအဖွားတွေစီကနေပြီးတော့ကျုပ်ရခဲ့တာပေါ့ဗျာ။ဆော်ဘွားမျိုးရိုးတွေစင်ဆက်ကနေပြီးတော့ဒီပညာကိုကျွန်တော်ရခဲ့တာ။ကဲအဲ့တော့ကျွန်တော်ပထမဦးဆုံးပြမယ်ပြကွက်ကတော့မှော်ဝင်အိုးမြစ်လက်ကွဲမစခင်ဒီမှာရှိတဲ့ပြည်သက်ကြီးကမမို့ဆရာကောင်းချင်းတုံလေးအားပေးကြပါအောင်လို့နော်ဟဲ့ဟာပြင်းတယ်ဒီမှာမြက်လက်ပြမယ်လေမြက်လက်ရေးပြမြက်လက်ပြပြီးတော့မှဆက်ရအောင်ဒီကနေ့မရှိပြည်သက်များအားလုံးခင်ဗျာကျွန်တော်တို့ရဲ့စော်ဘွားသွေးစစ်စစ်ဖြစ်တဲ့အဲ့ဒီတာတော်ကြီးကနေပြီးတော့ပြည်သက်ကိုမြက်လက်မှာပြတာမှာဖြစ်ပါလေဘာဘယ်ဝိုင်းလဲဟောမဲမော်ဝင်အိုးကဲအဲ့တော့ဒီထဲမှာကျွန်တော်ခိုင်းလို့ရတဲ့တစ်စီလေးတစ်ကောင်ထည့်ထားတယ်ရုံးလားဟုတ်တယ်ဒီထဲမှာကောက်ရှိတယ်အဲ့ဒီရှိမရှိကိုဒီကျိုးလေးနဲ့တက်ပြီးပြမယ်ကဲဟုတ်ပြီမျိုးပြမယ်ပြခဲရတစ်စီလေးဒီကျိုးကိုမင်းမဆွဲထားနဲ့နော်ခိုင်းတယ်တိုင်းမဆွဲထားဘူးကဲထပ်ပြရင်းလေးလားကဲဒီခါတော့သူကိုယ့်ရဲ့စကားကိုသူနားထောင်မှရတော့ဟုတ်ပြီကဲကျိုးလေးကိုတစ်စီလေးဆွဲထားလားဟဲ့နော်ဘာမှမပါဘူးနော်ကဲပြဆွဲနေတော့ကွာဒုတိယပြကွက်ကဲဒီစာအုပ်ကမှော်စာအုပ်ဖြစ်တယ်မှော်ဝင်စာအုပ်အကုန်မှော်ဝင်စာအုပ်ဒီမှာဒီစာအုပ်ထဲမှာဘာရှိလဲဘာမရှိဘူးနော်ကဲဟုတ်ပြီဟာလာနဲ့မိုင်းလိုက်မယ်အုံအထက်မှာကြာအောက်မှာကျန်တာအလေမှာနေပဲယူအုံအထက်မှာကြာအောက်မှာကျန်တာအလေမှာနေပဲယူချိုးလေးပဲနော်ညောင်မင်းပေါ်မှာဘရုတ်ကောင်ဘရုတ်ဆောင်ပြီးတရုတ်ဆောင်ညောင်မင်းပေါ်မှာဘရုတ်ကောင်ဘရုတ်ဆောင်ပြီးတရုတ်ဆောင်ကျမ်းပြီးဆိုင်ရွာမောင်ရကူးတယ်ဗမော်ကြောက်ကူမောင်ရကူးတယ်ဒီခါမကြုံဘူးခွေးပင်ချင်းပူဟဲ့ဒါကြီးရတယ်ခိုင်းနေလားတော့မျိုးထပ်ခိုင်းနေတယ်ဒီတော့ကာလာနဲ့အယုတ်တွေနော်ကာလာနဲ့အယုတ်တွေတွေ့လိုက်တာနော်ကာလာကြီးထောက်ပလိုက်တော့မယ်ကွာကဲဟဲ့